အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီ Binance ကနေပြီးတော့ငါမြန်မာနိုင်ငံသားတွေငါလင်းအတွက်1 million ဖိုးလှူတယ်ပေါ့နော်လှူတဲ့အထဲမှာ Binance account ထဲသူကပို့ပေးတာပေါ့နော်အဲ့ဒါရမရဘယ်လိုစစ်လို့ရလဲဆိုတော့ကျွန်တော်ပြောပြပေးမှာပါကျွန်တော်ကဒီမှာ$5ရထားပဲနော်ဒီကို account ထဲဝင်လိုက်ပြီဆိုတော့ဒီအပေါ်တောင်းတန်းလေးမှာဒီအဝါလေးချက်နှိုက်လိုက်ပါပဲဘက်တော့နှိုက်ပြီးတော့ရင်ဒီအော်နာလေးဆွဲမယ်ဒီမှာ recommend ရှိတယ်ဒီမှာ more service ဆိုပြီးဒီ more service ထဲတစ်ချက်ဝင်မယ်ဝင်ပြီးတော့အော်နာလေးကိုဆွဲချပါဆွဲချပြီးရင်ကျွန်တော်ဒီမှာ reward hub ဆိုပြီးရှိပါနော် reward hub ကိုတစ်ချက်ဝင်လိုက်ပါဝင်လိုက်ပြီးတော့ရင်ဒီမှာ point နဲ့ပေါ်ချဆိုပြီးဒီ2မျိုးရှိတယ်ဒီပေါ်ချတဲ့တစ်ချက်ဝင်ပါနော်ပေါ်ချတဲ့ဝင်ကိုစီမှာရောက်နေပြီဆိုအုံကူရင်းမှာဒီလိုလေးပြနေလိုက်မယ်token ပေါ်ချဆိုပြီးတော့ပြနေလိုက်မယ်ပေါ့နော်ဒါ0.008 BNB သူပို့ပေးထားပါနော်$5လောက်တန်နေပေါ့နော်$5ညီမငွေနဲ့ဆို2000ကျော်လောက်ရပါပေါ့နော်ရမရချက်စစ်ကြည့်ပါရပါတယ်ဆိုဒီမှာ use ဆိုတာလေးကိုနှိုက်လိုက်ရင်သူက spot wallet ထဲကိုသူတန်းရောက်သွားတယ်နော် spot wallet ထဲကိုရောက်သွားပြီဆိုကျွန်တော်တို့ကိုတုံးလို့ရပြီပေါ့နော်ဒီ spot ထဲမှာပြောင်းလို့လည်းရတယ်တခြားပို့ချင်လည်းပို့လို့ရပါပေါ့နော် okay အားလုံးပဲအဆင်ပြေကြပါစေ